ကြောင့်ရှာပြီးမစားနဲ့အဖေနဲ့ပြောတဲ့စကားတဲ့ဘာခက်ကလေးလဲပြီးတော့မအိတ်သေးဘူးလားတဲ့အမေမြင်ကြီးတဲ့ချင်တိုင်းကြည့်တဲ့တရားထဲရွယ်လင်းခဲ့ကြံပြီးစဉ်းစားတိုင်းငုံမိပါတယ်အိမ်ပြန်ခွင့်ရခဲ့တော့အမေကြီးတဲ့အချီကကျွန်တော်ဟာမှုတို့အရွယ်ကကလေးငယ်တော့အခက်ခဲများကျွန်တော်ကြောင့်တိုင်းလေးအမြန်ပြန်ချင်တဲ့ဒီစေဒီရောက်တဲ့အနေတိုင်းမှာအတွေ့များတဲ့လမ်းရှာလို့ပြန်များတော့တဲ့အတိတ်ကိုလမ်းမီလို့ပြန်လမ်းမီလို့ဒီရောက်တဲ့ဝန်နေတိုင်းမှာစိတ်ကူးများတဲ့လမ်းရှာလို့ပြန်များတော့တဲ့အတိတ်ကိုလမ်းမီလို့ပြန်လမ်းမီလို့အတွန်းတိုင်းရတဲ့လူသားကဘာအကြီးမှာအနေတိုင်းမှာအတွေ့များတဲ့လမ်းရှာလို့ပြန်များတော့တဲ့အတိတ်ကိုလွမ်းပြီးလို့ပြန်လွမ်းပြီးလို့တရားထဝန်နေတိုင်းမှာစိတ်ကူးများတဲ့လမ်းရှာလို့ပြန်များတော့တဲ့အတိတ်ကိုလွမ်းပြီးလို့ပြန်လွမ်းပြီးလို့ငါဝမ်းနေလို့အတော့တိုင်းများတဲ့လူသားကဘာအကြီးမှာခဲမြကျွန်တော်ကြောင်တိုင်းလေအမြန်ပြန်ချင်တဲ့ဒီစိတ်ပဲအိမ်မမတဲ့ညတိုင်းလေဒီကဘာမှလုံးချုံဆောင်ကျွန်တော်ရဲ့